အားလုံးမင်္ဂလာပါဒီ2026ခုနှစ်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံနှစ်ချင်းအသင်းချုပ်ရဲ့ဆောင်ပုဒ်ကအသင်းတော်ဒီကဘာကြီးရဲ့ညှော်လင့်ခြင်းဆိုတဲ့ဆောင်ပုဒ်နဲ့ကျွန်တော်တို့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့နှစ်ချင်းအသင်းတော်များကိုဦးဆောင်နေပါတယ်ဆိုတော့ပြောချင်တာကကျွန်တော်တို့အသင်းတော်ဆိုတာကကဘာကြီးရဲ့လိုအပ်တဲ့အရာမျှော်လင့်နေသောအရာများကိုဖြည့်ဆည်းပေးဖို့ဖြစ်ပါတယ်ကဘာကြီးရဲ့လိုအပ်နေတဲ့အရာတွေမျှော်လင့်နေတဲ့အရာတွေကိုမဖြည့်ဆည်းပေးနိုင်ဘူးဆိုလို့ရှိရင်တော့အသင်းတော်မဟုတ်ဘူးဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်လို့ကျွန်တော်တို့ရဲ့အသက်တာမှာကိုပြန်မေးရမယ်မေးခွန်း6ခုရှိပါတယ်နံပါတ်1ကတော့အသင်းတော်ဆိုတာပါလေနံပါတ်2အသင်းတော်ရဲ့အတိကတာဝန်ကပါလေနံပါတ်3ကျွန်တော်တို့အသင်းတော်ဒီဘာဖြစ်လို့တာဝန်မကျေရတာလဲနံပါတ်4ကျွန်တော်တို့အသင်းတော်ရဲ့ကဘာကြီးဆိုတာကပါလေနံပါတ်5ကျွန်တော်တို့ရဲ့ပါဝင်ခြင်းကျွန်တော်တို့ရဲ့ကဘာကြီးကနေကျွန်တော်တို့အသင်းတော်ကိုပယ်အရာတွေညှော်လင့်နေတယ်လေနံပါတ်6ကတော့ကျွန်တော်တို့အသင်းတော်အနေနဲ့ကျွန်တော်တို့ကဘာကြီးရဲ့ညှော်လင့်တဲ့အရာတွေပယ်ဟာတွေကိုကျွန်တော်တို့ဖြည့်ဆည်းပေးရမလဲဆိုတဲ့မေးခွန်း6ခုကိုကျွန်တော်တို့အသက်တာမှာပြန်လည်ပြီးမှဖြည့်ဆိုဖို့ဆင်ခြင်ဖို့လက်တွေ့ကျင့်သုံးဖို့လိုအပ်ပါတယ်သင်းတော်ဆိုတဲ့အတိတ်ပဲကတော့ကျွန်တော်တို့တမဟောင်းကျမ်းမှာသူကဂိုဟာလို့သုံးထားပါတယ်အတိတ်ပဲကတော့ပါလဲဆိုလို့ရှိရင်တော့ဖျားသခင်ရဲ့လူမျိုးတော်စုဖြစ်ပါတယ်ဖျားသခင်ရဲ့လူစုကိုကျွန်တော်တို့အသင်းတော်ဆိုတဲ့အတိတ်ပဲကျွန်တော်တို့တွေ့ရပါတယ်နံပါတ်1တမသစ်ကျမ်းမှာတော့အသင်းတော်ဆိုတာက ecclesia ဆိုပြီးမှသုံးထားတယ်အတိတ်ပဲကတော့ခရစ်တော်ရဲ့အသွေးတော်အားဖြင့်ရွေးနှုတ်ပြီးတာဝန်ပေးအပ်ခြင်းခံရတဲ့လူစုလူဝေးဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာလိုကြတော့အသင်းတော်လို့ခေါ်ပါတယ်အသင်းဆိုတာကတော့အဖွဲ့အစည်းဖြစ်တယ်တော်ဆိုတာကတော့တော်ဝင်မိသားစုပရင်ရဲ့သားသမီးတွေကိုပရင်ရဲ့သားတော်သမီးတော်လို့ခေါ်တယ်လို့ပဲကျွန်တော်တို့ဖျားသခင်ရဲ့သားသမီးများကိုကျွန်တော်တို့တော်ဝင်မိသားစုဝင်တွေဖြစ်နေကျွန်တော်တို့ကအသင်းတော်တယောက်တည်းမဟုတ်ဘူးတဦးထက်များသောယုံကြည်သူများကိုဖျားသခင်ရဲ့သားသမီးအစုအဝေးအသင်းတော်ဆိုပြီးမှကျွန်တော်တို့ခေါ်ဆောင်နေဆိုတာကျွန်တော်တို့နံပါတ်1သိရပါတယ်နံပါတ်2ကအသင်းတော်ရဲ့အတိကတာဝန်ကတော့ဘာလဲဆိုလို့ရှိရင်အေဖက်အခန်းကြီး9အငယ်1ကိုကျွန်တော်တို့ကြည့်ရင်အသင်းတော်ရဲ့အတိကတာဝန်ကဖျားသခင်ရဲ့အကျင့်ကိုကျွန်တော်တို့ကကျင့်ပြီးမှလူတွေကိုပြန်ပြီးမှပေးဖို့ဖြစ်ပါတယ်ဖျားအကျင့်ကိုကျွန်တော်တို့ကိုယ်တိုင်ကျင့်ပြီးမှလူတွေကိုလက်တွေ့ပြန်ပေးဖို့ဒီအသင်းတော်ရဲ့လှုပ်ဆောင်ရမယ်အတိကတာဝန်ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဘုရားသခင်ရဲ့အကျင့်ဆိုတာပါလဲဆိုရင်နံပါတ်1ခွင့်လွှတ်ခြင်းနံပါတ်2မေတ္တာထားခြင်းနဲ့နံပါတ်3ဖြောင့်မတ်မှန်ကန်စွာယက်တည်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်ခွင့်လွှတ်တော်သူများမေတ္တာပြတော်သူများမှန်ကန်စွာယက်တည်ခြင်းကိုကျွန်တော်တို့အသင်းတော်ထဲမှာပဲလုပ်ဖို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာလက်ဆင့်ကမ်းဖို့ကကျွန်တော်တို့ရဲ့အတိကတာဝန်ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီတာဝန်ကိုဘာဖြစ်လို့ကျွန်တော်တို့မလှုပ်ဆောင်နိုင်ရတာလဲဆိုလို့ရှိရင်မလှုပ်ဆောင်နိုင်ရတဲ့အကြောင်းရင်း3ခုရှိတယ်လို့ခရစ်တော်ကပြောပါတယ်ဒီမလှုပ်ဆောင်နိုင်ရတဲ့အကြောင်းရင်း3ခုကိုပုံသာတကနဲ့ပြောပါတယ်ကျူးလူမျိုးတွေမှာပုံသာတကကိုသုံးပြီးဆိုလို့ရှိရင်ရည်ရွယ်ချက်2ချက်ရှိပါတယ်နံပါတ်1ကတော့ကိုယ့်ရဲ့အခြေအနေကိုဘယ်လိုဖြစ်နေသလဲဆိုတဲ့ကိုယ့်ရဲ့အခြေအနေကိုသိဖို့နဲ့နံပါတ်2ဘုရားသခင်ရဲ့အလိုတော်က
ပေဟာလေဆိုတာကိုသိစေခြင်းနဲ့အခါမှာပုံသာရကကိုသုံးလေးရှိပါတယ်အသင်းတော်ဖြစ်တဲ့ယုံကြည်သူတွေဟာဘာဖြစ်လို့တာဝန်မကျေရတာလဲဆိုလို့ရှိရင်တဲ့နံပါတ်1မဿဲအခန်းကြီး9အငယ်15မှာအလင်းကိုတောင်းနဲ့အုပ်ထားလို့နံပါတ်2မာကုအခန်းကြီး4အငယ်21မှာအလင်းကိုကတင်နဲ့ဖုံးထားလို့နံပါတ်3လူကာအခန်းကြီး8အငယ်16မှာကြည့်မယ်ဆိုလို့ရှိရင်အလင်းကိုအိုးနဲ့မှောက်ထားလို့ဆိုတော့ဒီနေ့ကျွန်တော်တို့အလင်းကိုကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာမလင်းနိုင်ရခြင်းရဲ့အကြောင်းရင်းက3ခုရှိပါတယ်နံပါတ်1အဲ့ဒီအလင်းကိုကျွန်တော်တို့ကတောင်းနဲ့မှောက်တဲ့အခါမှာအလင်းကိုကတင်အောက်မှာထားတဲ့အခါမှာအဲ့ဒီအလင်းကိုပဲကျွန်တော်တို့အိုးနဲ့မှောက်လိုက်မယ်ဆိုလို့ရှိရင်အလင်းမလင်းနိုင်တော့ဘူးဒီပုံသာရကမှာအလင်းဆိုတာပါလေကျွန်တော်တို့လင်းရမယ့်အလင်းဆိုတာကကျွန်တော်တို့ရဲ့ကောင်းမွန်သောအကျင့်ကောင်းမွန်သောအပြုအမူကိုအလင်းလို့သုံးထားပါတယ်ဆိုတော့ဒီအလင်းဒီဘယ်ကနေထွက်လာတယ်လဲဆိုရင်မီးခွက်ကနေထွက်လာပါတယ်အဲ့ဒီမီးခွက်ကပါလဲဆိုရင်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတူးချင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အသက်တာသည်မီးခွက်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အသက်တာကနေကောင်းသောအကျင့်ထွက်လာခြင်းသည်အလင်းဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အဲ့ဒီမီးခွက်ကိုဘယ်မှာတင်ရမလဲဆိုလို့ရှိရင်မီးခုံပေါ်မှာတင်ထားရမယ်ခရစ်တော်ပြောချင်တဲ့မီးခုံကပါလဲဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့ရဲ့တာဝန်တွေဖြစ်ပါတယ်တချို့သောသူများသည်အိမ်ရှင်မတာဝန်ရှိတယ်တချို့မှာမိခင်တာဝန်ရှိတယ်တချို့ကကျောင်းဆရာတွေရှိတယ်တချို့ကစီးပွားရေးသမားတွေဖြစ်တယ်ကျွန်တော်တို့ရဲ့လှုပ်ဆောင်ရမယ့်တာဝန်သည်ကျွန်တော်တို့ရဲ့မီးခုံဖြစ်တယ်တူးချင်းရဲ့အသက်တာသည်မီးခွက်ဖြစ်ပါတယ်အဲ့ဒီအလင်းသည်ကျွန်တော်တို့ရဲ့ကောင်းမွန်သောအပြုအမူအကျင့်အကြံဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ကောင်းမွန်သောအကျင့်မထွက်လာရခြင်းရဲ့ပြဿနာ3ခုထဲမှာနံပါတ်1ကတော့ပါနဲ့အဲ့ဒီအလင်းကိုဖုံးထားတာလဲဆိုလို့ရှိရင်တောင်းနဲ့ဖုံးထားလို့ဂျူးလူမျိုးတွေအတွက်တောင်းဆိုတဲ့ဟာကဘာကိုပြောချင်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ affairs လို့ခေါ်တဲ့ရေးအိမ်ထောင်ရေးစီးပွားရေးလူမှုရေးပညာရေးအခြေရေးပြောချင်တာကဖျားသခင်ကိုပထမနေရာမှာမထားဘဲနဲ့ကျွန်တော်တို့ဒီအိမ်ထောင်ရေးစီးပွားရေးလူမှုရေးပညာရေးရေးပေါင်းများစွာကိုနံပါတ်1မှာထားခြင်းသည်အလင်းကိုတောင်းနဲ့မှောက်ထားတာနဲ့တူပါတယ်နံပါတ်2ကတော့ပါလဲဆိုလို့ရှိရင်ကတင်ဖြစ်ပါတယ်ကတင်ဆိုတာကျူးလူမျိုးတွေရဲ့နားလေတာကပါလဲဆိုလို့ရှိရင်တော့အပျော်အပါလိုက်စားခြင်းမိမိရဲ့စန္ဒကိုနံပါတ်1နေရာမှာထားခြင်းကိုယ်စန္ဒကိုရှေ့တန်းတင်ခြင်းဖျားသခင်ရဲ့အလိုတော်ကိုနံပါတ်1မှာမထားဘဲနဲ့ကိုယ့်ရဲ့စန္ဒပျော်ပါခြင်းကိုနံပါတ်1မှာထားခြင်းသည်အလင်းကိုကတင်နဲ့ဖုံးထားတာနဲ့တူတယ်တဲ့အလင်းကိုကတင်ရဲ့အောက်မှာထားတာနဲ့တူပါတယ်နံပါတ်3ကတော့ပါလဲဆိုလို့ရှိရင်တော့အိုးဖြစ်ပါတယ်အိုးကဘာကိုပြောချင်တယ်လဲဆိုလို့ရှိရင်စီတားထားတာကိုယ့်ရဲ့အမျိုးကိုမှကူညီချင်တယ်ကိုနဲ့ပါသာတူတဲ့လူကိုင်းကနတူတဲ့လူကိုပဲကူညီချင်တယ်ကိုနဲ့သာသနာတူတဲ့လူရည်ရွယ်ချက်တူတဲ့လူကိုပဲကျွန်တော်တို့ကူညီချင်တယ်မဆချင်တယ်ကိုနဲ့အမျိုးမတူရင်အသင်းတော်မတူရင်ကိုင်းကနမတူရင်ခံယူချက်မတူရင်ဘလောက်ပဲဒုက္ခရောက်မကြည့်ချင်တဲ့ဟာကိုကျူးလူမျိုးတွေကပါနဲ့သုံးထားတယ်လဲဆိုရင်အိုးနဲ့သုံးထားပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့ခရိယန်အသက်တာမှာဘာဖြစ်လို့တာဝန်မကျေရတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အသက်တာမှာဘုရားသခင်ကိုနံပါတ်1မှာမထားဘူးနံပါတ်2ဘုရားသခင်ရဲ့အလိုတော်ကိုနံပါတ်1မှာမထားဘူးနောက်တစ်ချက်ကတော့ကျွန်တော်တို့ ਨੇ ရည်ရွယ်ချက်မတူရင်ကိုင်းကနမတူရင်လူမျိုးမတူရင်ကျွန်တော်တို့မကူညီခြင်းနဲ့စိတ်ဓာတ်မရှိဘူးဒီအရာတွေဒီနေ့ကျွန်တော်တို့အလင်းလင်းရမယ့်နေရာမှာကဘာကြီးရဲ့မျောလင့်ခြင်းကိုဖြည့်ဆည်းပေးရမယ့်နေရာမှာကျွန်တော်တို့အတွက်အဟံအတားအစီးတွေဖြစ်ပါတယ်
နောက်တစ်ချက်ကအသင်းတော်ဒီကဘာကြီးရဲ့မျှော်လင့်ခြင်းဆိုတော့အသင်းတော်ရဲ့ကဘာကြီးကဘယ်ဟာလဲအသင်းတော်ရဲ့ကဘာကြီးဆိုတဲ့ဟာကဘာလဲဆိုရင်ကျွန်တော်တို့ရဲ့အိမ်နီးချင်းတွေကိုပြောတာဖြစ်ပါကျွန်တော်တို့ဒီနေ့အသင်းတော်မှာအိမ်နီးချင်း3ယောက်ရှိပါတယ်နံပါတ်1ကတော့ဘာလဲဆိုရင်ပထဝီအိမ်နီးချင်းဖြစ်ပါတယ်အခုကျွန်တော်တို့လက်ရှိနေတဲ့အိမ်နဲ့ကပ်ရက်နေတဲ့သူတွေကျွန်တော်တို့ ਨੇ တောင်ယာချင်းနဲ့နမိတ်ဖြစ်နေတဲ့လူတွေလေချင်းနဲ့နမိတ်ဖြစ်နေတဲ့လူတွေဒါသည်ကျွန်တော်တို့ရဲ့ပထဝီအိမ်နီးချင်းဖြစ်ပါတယ်ဒုတိယကတော့ရုပ်ပိုင်းဆိုင်ရာလိုအပ်နေသောအငယ်ဆုံးသောသူများဖြစ်ပါတယ်တတိယကတော့စိတ်ပိုင်းဆိုင်ရာနဲ့ဝိညာဉ်ပိုင်းဆိုင်ရာအငယ်ဆုံးသောသူများဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့အသင်းတော်မှာကဘာကြီးလို့ပြောတဲ့အခါမှာအသင်းတော်ရဲ့ကဘာကြီး3ခုရှိပါတယ်ပထဝီအိမ်နီးချင်းရုပ်ပိုင်းဆိုင်ရာ၌လိုအပ်သောအငယ်ဆုံးသောသူများစိတ်ပိုင်းဆိုင်ရာနဲ့ဝိညာဉ်ပိုင်းဆိုင်ရာမှာအငယ်ဆုံးသောသူများဆိုပြီးမှကျွန်တော်တို့ရဲ့အိမ်နီးချင်း3ဦးရှိပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အိမ်နီးချင်းတွေကကျွန်တော်တို့အသင်းတော်ကနေပါတွေကိုမျှော်လင့်နေတယ်လေပါတွေကိုတောင့်တနေတယ်လေပါတွေကိုလိုအပ်နေတယ်လေနံပါတ်1ကျွန်တော်တို့ရဲ့ပထဝီအိမ်နီးချင်းကကျွန်တော်တို့ရှိကနေပါကိုမျှော်လင့်နေတယ်လေဆိုလို့ရှိရင်နံပါတ်1တရားမျှတမှုကိုမျှော်လင့်နေပါတယ်တရားဟောရာကျမ်းအခန်းကြီး29အငယ်18ကိုကြည့်ရင်သူတို့ရဲ့မြေကွက်ကိုမခိုးပေးဖို့မျှော်လင့်နေပါတယ်ကိုယ့်ရဲ့အိမ်နီးချင်းခြံစည်းရိုးတစ်ခါခါရင်တစ်ခါသူ့ဘက်ကိုရွှေ့တယ်မြေကွက်ခိုးပေးတယ်ဆိုတော့သူတို့မျှော်လင့်တာကမခိုးပေးဖို့နေမချက်ပေးဖို့မျှော်လင့်နေပါတယ်ထွတ်မြောက်ရာကျမ်းအခန်းကြီး20ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့ပထဝီအိမ်နီးချင်းကနေသူတို့ကိုမတတ်ဖို့သူတို့ကိုမနှိပ်စက်ဖို့သူတို့ရဲ့သားသမီးတွေကိုမဖျက်ဆီးပေးဖို့သူတို့ရဲ့ဥစ္စာတွေကိုမခိုးပေးဖို့သူတို့ကိုမတရားမဆွတ်ဆွဲဖို့သူတို့ကိုအနှောက်အယှက်မပေးဖို့ကျွန်တော်တို့ရှိကနေတာတွေကိုမျှော်လင့်နေပါတယ်ဒါကျွန်တော်တို့ပထဝီအိမ်နီးချင်းကနေကျွန်တော်တို့အသင်းတော်အပေါ်မှာယုံကြည်သူတွေအပေါ်မှာမျှော်လင့်နေသောအရာဖြစ်ပါနံပါတ်2ကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာအငယ်ဆုံးသောသူတွေကကျွန်တော်တို့အသင်းတော်ကနေပါကိုမျှော်လင့်နေတယ်လဲဆိုလို့ရှိရင်တော့ပေးကင်းလုံခြုံမှုကိုမျှော်လင့်နေပါတယ်အစားအစာတို့မျှော်လင့်နေပါတယ်အဝတ်အစားတွေကိုမျှော်လင့်နေပါတယ်ကျမ်းမာရေးစောင့်ရှောက်မှုကိုမျှော်လင့်နေပါတယ်အသက်မွေးဝမ်းကြောင်းပညာတွေကိုမျှော်လင့်နေပါတယ်ဒါကရုပ်ပိုင်းဆိုင်ရာအငယ်ဆုံးသောသူများကဒီနေ့ကျွန်တော်တို့အသင်းတော်ကနေတီဟာတွေကိုဖြည့်ဆည်းပေးရင်တော့ကောင်းမှာပဲဆိုပြီးမှသူတို့မျှော်လင့်နေသောအရာဖြစ်ပါတယ်ဒါတရားအိမ်နီးချင်းဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာဝိညာဉ်ပိုင်းဆိုင်ရာအငယ်ဆုံးသောသူတွေရဲ့မျှော်လင့်ခြင်းကတော့သူတို့ရဲ့လက်ရှိတွေ့ကြုံနေရသောစိတ်တန်ရာကိုကုစားပေးဖို့သူတို့ရဲ့ပျောက်ဆုံးနေတဲ့အနာဂတ်အတွက်မျှော်လင့်ခြင်းကိုဖြည့်ဆည်းပေးဖို့တည်သွားရင်ဘာဖြစ်မလဲဆိုတဲ့တမလွန်စိတ်ချမှုကိုဘယ်လိုရရှိနိုင်မလဲဆိုတဲ့မျှော်လင့်ချက်ကိုဖြည့်ဆည်းပေးဖို့ရန်ကျွန်တော်တို့အသင်းတော်ကိုမျှော်လင့်နေပါတယ်ဆိုတော့သူတို့ရဲ့မျှော်လင့်ခြင်းကိုကျွန်တော်တို့ဒီဘယ်လိုဖြည့်ဆည်းပေးရမလဲနံပါတ်1ပထဝီအိမ်နီးချင်းတွေအတွက်ကျွန်တော်တို့ဒီတရားမျှတသောသူများဖြောင့်မတ်သောသူများနေမချဲ့သောသူများမခိုးသောသူများဒုက္ခမပေးသောသူများမမှန်ကန်သောသက်သေကိုမခံသောသူများမှန်ကန်စွာယက်တီခြင်းအားဖြင့်သူတို့ရဲ့ညှော်လင့်ချက်ကိုကျွန်တော်တို့ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်နံပါတ်2ရုပ်ပိုင်းဆိုင်ရာလိုအပ်သောသူများအငယ်ဆုံးသောသူများအတွက်ကျွန်တော်တို့ဒီရှေလုကခရစ်ဝင်ကျမ်းအခန်းကြီး30မှာပြောတဲ့ရှမာရိစိတ်တက်နဲ့တဲခိုခန်းပိုင်ရှင်ရဲ့စိတ်တက်အားဖြင့်ကျွန်တော်တို့ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်ရှမာရိနဲ့တဲခိုခန်းပိုင်ရှင်ကတန်ရာရတဲ့သေခါနီးဖြစ်နေတဲ့လူကိုသူတို့ကူညီပါတယ်ပါစိတ်တက်နဲ့ကူညီတယ်လဲဆိုရင်တီလူကိုကူညီပေးရင်ဘလောက်အကျိုးအမြတ်ရမလဲဆိုတဲ့စိတ်တက်နဲ့မကူညီပါဘူးတီလူကိုမှငါတို့မကူညီရင်တီလူဘလောက်ဒုက္ခရောက်သွားမလဲတီလူဘဝပြတ်သွားနိုင်တယ်ဆိုတဲ့စိတ်တက်နဲ့သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကိုပေးပါတယ်ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့အစားအသောက်ကိုပေးတယ်လို့ကိုယ်ခန္ဓာအတွက်နှွေးထွေးမှုရှိစေမဲ့
အဝတ်အစားကိုလည်းပေးပါတယ်သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကိုပေးပါတယ်စီးပွားရေးတွက်ပြီးမှကူညီတဲ့စိတ်ဓာတ်မဟုတ်ပါဘူးဒီပုံစံနဲ့ကျွန်တော်တို့ဒီနေ့ရုပ်ပိုင်းဆိုင်ရာအငယ်ဆုံးသောသူများကိုကူညီမဆဖို့သူတို့ရဲ့မျှော်လင့်ခြင်းကိုကျွန်တော်တို့ပေးဖို့ဘုရားသခင်အလိုတော်ရှိပါတယ်ဒါတိယအိမ်နီးချင်းရဲ့မျှော်လင့်ချက်ကိုကျွန်တော်တို့ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီစိတ်ပိုင်းဆိုင်ရာဝိညာဉ်ပိုင်းဆိုင်ရာမှာအားငယ်သောသူများစိတ်တန်ရာရသောသူများကိုကျွန်တော်တို့နှစ်သိမ့်ချင်းပေးဖို့လိုအပ်ပါတယ်အချိန်ပေးဖို့လိုပါတယ်မိတ်ဆွေဖွဲ့ဖို့လိုပါတယ်အသင်းတော်မှာကျွန်တော်တို့ care and counseling လုံးတွေဒီအခန်းတွေလုပ်ပြီးမှနှစ်သိမ့်ချင်းမှုတွေကိုကျွန်တော်တို့ပြုဖို့လိုပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအေးဝင်ကေလီလုပ်ငန်းဝမ်းမြောက်ဖွဲ့ရသတင်းကောင်းကိုကျွန်တော်တို့ဝင်ဟဖို့တက်သိခံဖို့အများကြီးလိုအပ်ပါတယ်တရားအားဖြင့်ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာဝိညာဉ်ပိုင်းဆိုင်ရာလိုအပ်ချက်ကိုကျွန်တော်တို့ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်ချစ်တော်ဓမ္မမိတ်ဆွေများဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာအသင်းတော်ရဲ့တာဝန်ကိုကျွန်တော်တို့ကြည်ပြွန်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ရဲ့အသက်တာမှာဖျားသခင်ကိုနံပါတ်1မှာထားဖို့လိုပါတယ်ဖျားသခင်ရဲ့အလိုတော်ကိုနံပါတ်1မှာထားဖို့လိုပါတယ်ကျွန်တော်တို့ဒီလူမျိုးတူမှဘာသာတူမှသာသနာတူမှဆိုတဲ့ကိုင်းကနခွဲခြားခြင်းစိတ်ထားကိုကျွန်တော်တို့ပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်အလင်းဆိုတာကျွန်တော်တို့ရဲ့မှန်ကန်သောလှုပ်ဆောင်မှုတုံ့ပြန်မှုဖြစ်ပါတယ်ဆိုတော့ဘုရားသခင်ကကျွန်တော်တို့ကိုအလင်းလင်းဖို့ပြောတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အလင်းကိုရိုးသားခြင်းနဲ့မေတ္တာနဲ့မှန်ကန်သောအပြုအမူနဲ့နှိမ့်ချခြင်းနဲ့အစေခံခြင်းနဲ့မှန်ကန်တဲ့အပေါ်မှာမကြောက်မရွံ့ပဲယက်တီခြင်းနဲ့အလင်းကိုကျွန်တော်တို့ပေးဖို့ဖြစ်ပါတယ်ကြားနာတော်သူအားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ